အားလုံးပဲမင်္ဂလာပါ My Team My Review Facebook နဲ့ YouTube Channel ကနေအားလုံးကိုကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ Real Madrid အသင်းရဲ့ကမှာ Vinicius ရဲ့ Junior နဲ့ပတ်သက်ပြီးတော့လက်ရှိမှာအခြေအနေဘယ်လိုရှိလဲကျွန်တော်အနေငယ်ဆွေးနွေးကြည့်အောင်မနေ့ကညပိုင်းမှာတက်လာတဲ့သတင်းတွေအရတချို့စပိန်ဘက်ကလာတဲ့သတင်းတွေအရ Real Madrid အသင်းက Vinicius Junior ကိုစာချုပ်ကန်လန်ထားတယ်ကန်လန်ထားတဲ့စာချုပ်ထဲမှာကစားသမားလိုချင်တဲ့အချက်လက်တွေမပါဝင်သလိုကစားသမားတောင်းဆိုထားတဲ့လာသာတိုင်းလည်းပေးရှိသွားမှာမဟုတ်ဘူးဆိုပြီးတော့အသင်းဘက်ကအကြောင်းကြားထားတယ်လို့သိရပါတယ်ကစားသမားဘက်ကလာစာကိုတစ်နှစ်ကိုယူရိုတန်30လိုချင်ပေမဲ့မက်ဒရစ်အသင်းဘက်ကတော့တစ်နှစ်ကိုယူရို24တန်နဲ့ပုံမပေးနိုင်ဘူးကစားသမားတောင်းဆိုထားတဲ့ပုံရိပ်အသုံးပြုက100%ခန့်စားခွင့်ကိုလည်း Real Madrid ကတော့လက်ရှိကန်လန်ထားတဲ့စာချုပ်အသစ်ထဲမှာအရင်အတိုင်းဒီပါပဲသတ်မှတ်ပေးထားတယ်ကစားသမားက90%အသင်းဘက်က90%ဒီလိုနှုံးနှစ်ဖက်ဆွေးနေတဲ့အချိန်မှာတချို့သတင်းတွေရသဘောတူညီမှုမရဘူးလို့လည်းပြောဆိုနေကြသလိုတစ်ဖက်ကအာဆင်နယ်အသင်းရဲ့ကန်လန်မှုကလည်းကောင်းမွန်တဲ့ကန်လန်မှုတစ်ခုရှိတယ်ဆိုပြီးတော့ပြောဆိုနေကြရတယ်ရှိပါတယ်အရင်ဆုံးကျွန်တော်တို့ကန်လန်မှုတွေအကြောင်းကျွန်တော်ပြောကြည့်လိုက်အောင် Real Madrid ကတစ်နှစ်ကိုယူရို24တန်ပုံရိပ်ခန်းစားခွင့်ကတော့အရင်တိုင်းပဲနှစ်ဦးတစ်ဖက်90%စီကစားသမားတောင်းဆိုထားတဲ့လက်မှတ်ထိုးခြင်းမပေးနိုင်ဘူးဆိုပြီးတော့ကစားသမားဘက်ကိုပြောဆိုထားတယ်လို့စာချုပ်တက်တန်းတိုးမတိုးဆိုတာကိုလည်းမြန်မြန်ဆုံးဖြတ်ဖို့ရာဇသံပေးထားတယ်ဆိုပြီးတော့သတင်းတွေမှာဖော်ပြလာပါတယ်ဒီအချိန်မှာအာဆင်နယ်အသင်းဘက်ကလည်းကစားသမားကရီယန်နဲ့တိုက်ရိုက်ဆွေးနွေးနေတာကိုနားလည်ထားတယ်တကယ်လို့များအဆင်မပြေခဲ့သည်ရှိတော့အာဆင်နယ်အသင်းကန်လန်းထားတဲ့အချက်လက်တွေစာချုပ်ပါအချက်လက်တွေကကစားသမားလိုချင်တာတွေနဲ့ပြည့်စုံနီးပါးကိုက်ညီနေရလို့ပြောနေကြပါတယ်အာဆင်နယ်အသင်းဘက်ကကစားသမားကိုရီယန်နဲ့သာစာချုပ်တက်တာမတိုးခဲ့ရင်စတင်ကန်လန်းကြီးအဖြစ်ယူရိုတန်120နဲ့ကန်လန်းမယ်ကစားသမားလိုချင်တဲ့တစ်နှစ်လာစာယူရိုတန်30ကိုလည်းအာဆင်နယ်အသင်းကပေးချေမယ်ပုံရိပ်အသုံးပြုကောလည်း100%ပေးချေသွားမယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်နေပါတယ်အာဆင်နယ်အသင်းဘက်ကတာဝန်ရှိသူတွေကလည်းကစားသမားကိုခေါ်ယူနိုင်မှုအတွက်အချက်လက်ပေါင်းစုံနီလန်ပေါင်းစုံစရင်စရာပေါင်းစုံတွက်ချက်ပြီးတော့ခေါ်ယူဖို့စ조사နေရတယ်ဆိုတာကအတိအသာကြီးပါတချို့တွေကပြောကြတယ်ကစားသမားကအာဆင်နယ်ကိုခုတုံးလုပ်ပြီးတော့ရီယယ်ဘက်ကနေလာတာပို့ရဖို့ကြံစီတာဟလာအာဆင်နယ်တင်းကိုခုတုံးလုပ်ပြီးနင်းသွားမှာဆိုတာမျိုးတွေပြောနေဆိုနေကြတာလည်းရှိတယ်တကယ်တမ်းစဉ်းစားကြည့်ရရင်အာဆင်နယ်တင်းလက်ရှိပလန်ချထားတဲ့အတိုင်းကန်လန်းထားတဲ့စာချုပ်တချို့သတင်းတွေမှာဆိုရင်နီးပြအာဒီတာကိုတန်ကစားသမားနဲ့ဓာတ်ရိုက်စကားပြောပြီးသွားပြီလို့တော့မှဖော်ပြနေကြတာမျိုးတွေရှိတယ်ဆိုတော့ဒီလိုမျိုးအချက်လက်တွေဒီလိုမျိုးသတင်းအတူအစားတွေကိုစုပေါင်းပြီးကြည့်လိုက်မယ်ဆိုရင်ကစားသမားကအာဆင်နယ်တင်းကိုခုတုံးလုပ်ချင်လို့အာဆင်နယ်တင်းရဲ့နာမည်ကိုသုံးပြီးတော့ရီယယ်တင်းစီကအမြတ်ဆုံးများများရဖို့ကြံစီနေတာလားတကယ်ပဲအာဆင်နယ်တင်းကစိတ်ဝင်တစားနဲ့ရီယယ်နဲ့အဆင်မပြေရင်ခေါ်ယူဖို့စူးစမ်းနေရလားဆိုတာကိုယ်ကပဲဗျာသိနိုင်ပါတယ်ဒီအချိန်မှာရီယယ်မက်ဒရစ်နဲ့ကစားသမားဘက်ကအေဂျင့်တွေမနေ့ကဆွေးနွေးကြတယ်ပထမအဆင့်ဆွေးနွေးမှုမှာတချို့တွေကအဆင်မပြေဘူးလို့ပြောကြပါတယ်ကျွန်တော်သိထားတဲ့သတင်းတချို့ရရလဲအထူးသဖြင့်စပိန်ဘက်ကသတင်းဌာနတစ်ခုဖြစ်တဲ့ Dario AS ရဲ့ဖော်ပြချက်မှာဆိုရင်ကစားသမားနဲ့တာဝန်ရှိသူတွေဆွေးနွေးကြတဲ့အချိန်မှာသဘောတူညီမှုမရခဲ့ဘူးဆိုပြီးတော့ဖော်ပြနေကြတာမျိုးတွေရှိပါတယ်ဆိုတော့ပထမအဆင့်ဆွေးနွေးမှုမှာသဘောတူညီမှုမရခဲ့ဘူးဆိုရင်လာမဲ့ဒုတိယအဆင့်တတိယအဆင့်ဆွေးနွေးမှုတွေရှိပါသေးတယ်ဆိုတော့ဘာတွေဖြစ်လာမလဲကျွန်တော်စောင့်ကြည့်ရမယ်ကျွန်တော်တို့အာဆင်နယ်အသင်းဘက်ကတော့ကစားသမားကိုလိုချင်တယ်ဆိုတာသိတာတယ်ဒီလိုကစားသမားမျိုးကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင်အသင်းရဲ့ပုံရိပ်အသင်းရဲ့အောင်မြင်မှုလမ်းကြောင်းအောင်မြင်မှုစုဖလားလမ်းကြောင်းမှာအများကြီးအထောက်အကူပြုသွားမယ်အသင်းရဲ့iconic ကစားသမားမျိုးလည်းဖြစ်လာမယ်ဒါတွေကိုအသင်းရဲ့တာဝန်ရှိသူတွေကထက်တွက်ပြီးသားဒီလို world class အဆင့်ရှိတဲ့ star player တွေကိုခေါ်နိုင်တဲ့အချိန်မှာကျွန်တော်အာဆင်နယ်အသင်းရဲ့ level ကျွန်တော်အာဆင်နယ်ရဲ့အဆင့်တန်းကျွန်တော်အာဆင်နယ်အသင်းရဲ့ရည်ရွယ်ချက်ဘာလဲဆိုတာကိုပြက်ပြက်သားသားဘာကိုရည်ရွယ်ချက်ထားတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိသွားကြမှာပါဒါကြောင့်မှကျွန်တော်တို့အသင်းရဲ့တာဝန်ရှိသူတွေကကစားသမားကလက်ရှိ Real Madrid နဲ့ဆွေးနွေးနေသည့်အတိုင်းအဆင်မပြေခဲ့ရင်ခေါ်ယူဖို့အဆင်သင့်ရှိတယ်ဆိုပြီးတော့သတင်းတွေမှာဖော်ပြနေကြပါတယ်ကစားသမားဘက်ကိုလည်းမင်းအဆင်မပြေရင်ငါတို့စီကိုလာခဲ့ငါတို့ကဒီမှာမင်းကိုဒီလိုမျိုးပေးမယ်ဆိုပြီးတော့ကန်လန်းထားတာမျိုးတွေကိုရှိတယ်ဆိုတာကိုကျွန်တော်အာဆင်နယ်ပရိသတ်တွေအပါဝင်ကျွန်တော်ညီကိုတော်များများတီးပြီးသားဖြစ်မှာပါဆိုတော့ဒီသတင်းကလက်ရှိမှာဘာတွေဖြစ်လာမလဲဆိုပြီးပြောလို့မရသေးဘူးစောင့်ကြည့်ရမယ်လက်ရှိမှာတော့50-50 ရာခိုင်နှုန်းလို့ပြောလို့ရပါမယ်ကစားသမားကရီယယ်မှာနှစ်ရှည်လာများကစားလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့
ဒီချက်ပို့ပြီးတော့ကောင်းမွန်တဲ့ကမ်းလှမ်းမှုမျိုးနဲ့ Real Madrid ဘက်ကကမ်းလှမ်းလာမယ်ဆိုရင်လည်း Real Madrid မှာဆက်နေသွားနိုင်တယ်လို့ Real Madrid ကတော့သူတို့အသင်းရဲ့ policy ကိုချိုးဖောက်မှာမဟုတ်ဘူးငါတို့မင်းတောင်းဆိုတဲ့လာစာမျိုးလည်းပေးမှာမဟုတ်ဘူးစာချုပ်လက်မှတ်ထိုးကြည့်လည်းပေးမှာမဟုတ်ဘူးဆိုတဲ့အနေအထားမျိုးတွေနဲ့တုံ့ပြန်လာခဲ့မယ်ဆိုရင်တော့စာချုပ်တက်တန်းတို့ရဲ့ကိစ္စကတမျိုးတစ်ပုံပြောင်းလဲသွားနိုင်ပြီးတော့ကျွန်တော်တို့ Arsenal အသင်းဘက်ကအခွင့်အရေးကောင်းတွေပိုရလာနေပါတယ်ဆိုတော့ဒါကလက်ရှိ Vinicius Junior နဲ့ပတ်သက်ပြီးတော့နောက်ဆုံးကျွန်တော်သိထားသမျှအခြေအနေအကြောင်းအရာအားလုံးကိုသုံးသပ်တင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့တဲ့ကျွန်တော် Arsenal ညီကိုပြည်သူများအားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျ